Please, join me in a moment of silence for our beloved weather wall inventor, Ebenezer Linksley. I allowed you to work together because you did this city a great service. But today, you messed it all up. Hello အားလုံးပဲမင်္ဂလာပါဒီနေ့ရှင်းပြပေးမယ့်အသုံးလေးကတော့ mass app ပဲဖြစ်ပါတယ်သူကတော့ phrasal verb လေးပါပဲသူ့ရဲ့မူရင်းအဓိပ္ပာယ် mass တစ်လုံးနဲ့ရဲ့အဓိပ္ပာယ်ကတော့ညစ်ပတ်အောင်လုပ်တယ်ရှုပ်ပွားအောင်လုပ်တယ်ဆိုပြီးတော့ပြောတာပါဥပမာလေးကတော့ start messing my books please ငါစာအုပ်တွေလာမဖွားနဲ့ကွာလို့ပြောတာပါဒီနေ့ပြောမယ် mass app ဒါမှမဟုတ် mass something app ကတော့တခုခုကိုအောင်မြင်အောင်မလုပ်နိုင်ခဲ့ဘူးကောင်းကောင်းမလုပ်နိုင်ခဲ့ဘူးဆိုပြီးတော့ပြောတာပါပို့ပြီးလွယ်တကူပြောရမယ်ဆိုရင်တော့တလွဲတွေလုပ်တယ်ဆိုတဲ့သဘောမျိုးပြောတာပါဥပမာလေးကိုချက်လောက်ကြည့်လိုက်ပါဦး The exam is very important don't mess up ဒါမှမဟုတ် don't mess it up နေ့ပြန်ဆောင်ပွဲကအရင်ရေးကြီးတယ်ပေါက်ကြရမလုံးနဲ့တလွဲတွေမလုပ်ခဲ့နဲ့အဲ့လိုပုံစံမျိုးပြောတာပါရုပ်ရှင်ထဲမှာလည်းဒီလိုပုံစံမျိုးနဲ့သုံးသွားတာပါထမခန်းမှာဆိုရင်လူစိုးလိုက်ဖမ်းရင်းနဲ့မြို့တော်ဝန်ကစကားပြောနေတော့တရားပေါ်ကနေကာကြီးပြုတ်ပြပါအောင်လုပ်ပြီးသွားတာပေါ့စခန်းလည်းပြန်ရောက်တော့စခန်းမူကနေပြီးတော့မင်းတို့မြို့ပေါ်မှာအကောင်းဆုံးလုပ်ပေးနိုင်ခဲ့လို့မင်းတို့ကိုအတူတူလုပ်ခွင့်ပေးထားတာတဲ့ဒါပေမဲ့ဒီနေ့တော့အဲ့အရာတွေအားလုံးကိုတလွဲလုပ်ပစ်လိုက်ပြီဆိုပြီးတော့ပြောတာပါနာမည်ကောင်းရနေတယ်ဆိုပေမဲ့လည်းတလွဲတွေလုပ်လိုက်တဲ့အခါမှာကျတော့အားလုံးတဲတဲရည်သွင်းဖြစ်သွားတာပေါ့အဲ့ဒါကြောင့်မလို့စခန်းမူက You messed it all up. ဒီနေ့မင်းတို့အားလုံးတလွဲတွေဖြစ်အောင်လုပ်လိုက်ပြီဆိုပြီးတော့ပြောသွားတာပါရုပ်ရှင်လေးကိုတစ်ခေါက်လောက်ပြန်ကြည့်လိုက်ပါဦး I allowed you to work together because you did this city a great service. But today, you messed it all up. mass app ရဲ့နောက်ထပ်အဓိပ္ပာယ်တစ်ခုကတော့သူ့ရဲ့မူရင်းအဓိပ္ပာယ်အတိုင်းပဲညစ်ပွဲရှုပ်ပွားအောင်လုပ်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးဖြစ်သွားပါတယ်အဲဒီတော့ mass တစ်လုံးလည်းပဲသုံး mass app လိုပဲသုံး mass something app လိုပဲသုံးတူတူပဲဖြစ်သွားပါတယ် mass မှာတခြားပုံစံနဲ့သုံးတာလေးတွေလည်းရှိပါသေးတယ်အဲ့ဒါလေးတွေကိုလည်းနောက်ဗီဒီယိုတွေမှာကြုံရင်လုပ်ပေးသွားပါဦးမယ်ဒီနေ့တော့ဒီလောက်ပါပဲကျေးဇူးတင်ပါတယ်